တငယ်ချင်းများအားလုံးမင်္ဂလာပါဒီကနေ့ကတော့ဆက်ဆက်မွမွေးလေးနဲ့ထမင်းမိတ်စီမဲအမဲထက်တရားအဆက်ချက်လေးကိုအိမ်မှာစားဖို့ရန်အတွက်ချက်ပြုတ်ထားပါတယ်အရင်ဦးဆုံးတော့ချင်းငံဆက်အရသာစုံနေတဲ့တပြုတ်သီးငံပြိုင်ချက်လေးကိုပကံထဲကိုအရင်ထည့်လိုက်ပါတယ်အရင်ကိုစားလို့ကောင်းတဲ့တပြုတ်သီးငံပြိုင်ချက်လေးပါအိမ်မှာလိုက်ပြီးတော့ချက်စားကြည့်ပါနော်သူရဲ့အရသာကလည်းအရင်ကိုကောင်းပါတယ်ပစုံကြောက်ရဲ့အရသာငြိုသီးစိမ်းရဲ့အရသာလေးနဲ့အရန်ကိုလိုက်ဖက်ပါတယ်ပြီးတော့လို့ရှင်เนาะအမဲအထက်တရားလေးကိုလည်းနုနုပီလေးဖြစ်အောင်ချက်ထားပြီးတော့အရသာကလည်းဆက်ဆက်လေးနဲ့တလုတ်စားလိုက်တိုင်းမှာတကယ်ကိုအရသာထိမိပါတယ်အဲ့ဒီအပြင်မှာပဲငချင်တုတ်ချင်းလေးကလည်းအရသာကိုပို့ပြီးတော့ပြည့်စုံစေပါတယ်ဒီဟင်း၃မျိုးနဲ့ဆိုလို့ရှင်เนาะထမင်းပူလေးနဲ့တွဲစားလိုက်ရင်ထမင်းကတော့တပကံပြီးတပကံစားလို့ဝင်မှာသိချပါရဲ့ခင်ဗျာတပြူဒီငံပြိုင်ချက်လေးနဲ့အပတရနယ်ပြီးတော့တငယ်ချင်းတွေကိုကျွေးပါမယ်ခင်ဗျာစားကြပါဦးခင်ဗျာကျွန်တော်ကတော့စားပြီးတော့စားပါပြီအရန်ကိုစားလို့ကောင်းစားလို့မိန်တော့ဟင်းတွေးလေးတွေပါအတူကလည်းချက်သွန်နေအတူလေးရန်ကိုစားလို့ကောင်းတဲ့ချက်သွန်နေအတူလေးဆက်ဆက်ကလေးပြူးသီးငံပြိုင်ချက်ကတော့အရန်ကိုစားကောင်းတယ်အိမ်မှာလည်းလိုက်ပြီးတော့ချက်စားကြည့်ဖို့လည်းတိုက်တွန်းပြစီတကယ်ကိုကွက်ကိုဆမ်းပြီးတော့ချက်ထားကြည့်တာအရန်ကိုစားကောင်းတဲ့ပြူးသီးငံပြိုင်ချက်လေးပါမဲထက်တရားလည်းစားလိုက်တော့ထုတ်နဲ့အရန်ကိုစားလို့ကောင်းပါတယ်မဲထက်တရားလေးလည်းပကြုံချင်းလေးကလည်းအရန်ကိုကောင်းစားကောင်းတော့ဟင်းအတွင်းဆက်လေးတွေ၃မျိုးစလုံးမှာထမင်းပူလေးနဲ့ဆိုရင်အရန်ကိုလိုက်ဖက်ပါတယ်ရှုရှဲနဲ့အရန်ကိုစားလို့ကောင်းတဲ့ဟင်းလေးတွေပါ
ငွေချင်းများအားလုံးကိုလည်းနှုတ်ဆက်ပါတယ်နောက်ထပ်ထမင်းစားဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမည်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာတတာ